သုဒ္ဓောဒနာဖခင်မာမိခင်မေမာယာ16နှစ်မှအိမ်ထောင်ကြငယ်မီသိဒ္ဓထာမိဖုရားလာရတော်တရားတာချစ်ရာဟုလား73နှစ်တာလူဘဝစီးစိမ်ခံစားရာကပိလဝနံရွှေပြည်ချမ်းသာကြွယ်ဝသည်ဥဒုသုံးလီစံနေဖို့နန်းသုံးဆောင်ဆောက်လို့နတ်တို့သမျှချမ်းသာသည်လူတို့လိုက်မမီနမိတ်လေးလီတွေးမြင်ကတန်ဝေကတွေရာတတ်တော်ငယ်လ29မှာဖယားဖြစ်ဖို့တောထွက်လာနောမတောင်မှာစံပေတော့တရားခံယူပေါ်ဝိတ္တော်လေတော့ထိုအခါမြမခံယူကားမြမလူတဲ့ကြာတင်ကံကိုပေါ်ဝိစင်မြန်တင်ဆန်းလာတဲ့အိန္ဒြေအကျင့်တရားရှာဖွေဆရာနှထွေအာလာရယာမပုဒ္ဒဥဒကသူတို့ပြတဲ့တရားဟာမငြိမ်းအေးနိုင်ပါအေးရာနိဗ္ဗာန်ရောက်လို့လားကျင်မဒုက္ခရာဥရုဝေလတော်ကိုသာဘုရားလောင်းရောက်လို့လားနေရင်စရာမြင့်ရည်ကြီးဤတဲတောင်ရှိပါ၏တောင်တော်တခွင်ပန်းစုံလင်တစ်သီးများစုံလင်နေခြင်းစရာအလွန်ကောင်းတရားထိုင်ဖို့ကောင်းနေရာကောင်းလေးရွေပြီးကတရားထိုင်နေတာပင်စဝဂီငါဥကဝိုင်းလို့ပြုစုကြပထမတော်ဆုံးခံနေသေနာနီကုန်းဝဲအချိန်ကုန်နဲ့စွမ်းကိုလျှော့တစ်သီးကောက်ခါစားတာပေါ်ဝရိယတော်ထက်ခါတင်ဝေဝေလန်လန်မကောက်ချင်းတရားတွင်အောင်အာထုတ်တော့နာရှိတည်သီးစားတာပေါ်ဒီလိုစားလဲတရားမမြင်ဝရိယလိုလို့ထင်ကိုယ်လက်ပေါ်တင်ကြတဲ့အသီးစားမတရားနီစီဒီတလုံးနဲ့ပဲတသေးသာပုံးရည်လက်တစ်ခုတ်သာစားတော့ခါလေးအာထုတ်တော့အယိုးပြိုင်ပြိုင်ကြတာပေါ်အယိုးပြိုင်လဲစိတ်မလျှော့ပါလုံလကိုမြင့်ငါလုံးဝအစာငါမစားတော့တရားကိုပဲကျင့်မှာပေါ်ဒိဋ္ဌံလိုက်တော့နတ်တွေဟာလုံးဝမနေသာနဩဇာတွေသူကိုတွင်ဝိညာဉ်ပေါက်ကတွင်မဲ့တင်